အားလုံးပဲမင်္ဂလာပါဘယ်သူကိုမှဒုက္ခမပေးဘူးဆိုတဲ့စိတ်ဘယ်သူကိုမှဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့အယိုးသားဆုံးနေထိုင်ပါတယ်ဒါကြောင့်ကိုလိပ်ပြလုံတယ်အမြင်ရောက်ဖို့အတွက်ဘယ်သူကိုမှချမနှင်းခဲ့သလိုသူတစ်ပါးရဲ့နာကျင်မှုနဲ့လဲကိုပျော်ရွှင်မှုကိုမဖန်တီးခဲ့ဘူးပါဘူးကိုစားမဲ့ထမင်းလုတ်ထဲမှာသူတစ်ပါးမျက်ရည်ဇက်တွေမပါဘူးဆိုရင်ကိုဟာလူပိသားတယ်မဟုတ်လားအလေအညာတွေခံရဘူးတယ်အသုံးချခံခဲ့ရဘူးတယ်အထင်အမြင်တွေလွဲတာခံရဘူးတယ်စေတနာတွေစော်ကားခံရဘူးတယ်မခံမရက်နိုင်လို့တခါတလေပောက်ကွဲတဲ့အခါကျမခံစားဘူးတဲ့လူတချို့ကပြောတယ်ဘာမှမဟုတ်တာလေးနဲ့တဲ့ဟုတ်ပါတယ်ဘာမှမဟုတ်တာလေးတွေပါပဲဘာမှမဟုတ်တာလေးတွေကတကယ်ကိုဟုတ်လာတဲ့အခါအတွေ့အကြုံကသင်ပေးခဲ့တဲ့သင်ခန်းစာတွေကြောင့်ကိုနားလေခဲ့ပါပြီအပြုံးလှလှလေးတွေကိုလည်းမတမတ်တော့သလိုစကားချွတ်ချူလေးတွေကိုလည်းအယမ်းမယုံတတ်တော့ဘူးမျက်နှာချင်းဆိုင်ကအန္တရာယ်တွေထက်နောက်ကျောကဓားတွေကိုပိုသတိထားတယ်ခဏခံရပါများလာလို့အရင်လိုလဲသိပ်အားမနာတတ်တော့ဘူးမလုံနိုင်တာကိုတာဝန်မယူတော့ဘူးမကြိုက်ရင်မကြိုက်ဘူးမပေးနိုင်ရင်မပေးနိုင်ဘူးမကူညီနိုင်ရင်လဲမကူညီနိုင်ဘူးပဲဟန်ဆောင်ပြီးပြုံးရမယ်ဆိုရင်ကိုတောင်မုန်းတယ်ကိုဖြစ်ရင်ဘယ်သူခံရမှာလဲကိုဖြစ်ရင်ကိုပဲခံရမှာဘယ်သူဘာပြောကိုကြိုက်တာပဲကိုလုပ်မယ်အရေးကြီးတာကကိုကျင့်တရားမပြတ်ဖို့ပဲမဟုတ်လားစိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါသည်